နေ့တော့ဖြင့်ဒီခရစ်တော်အတွက်အသက်ရှင်တော်ရစ်ဆိုပြီးတော့နာပြီးတဲ့တမန်ကျမ်းစာပေါ့လေဟိုကောင်းစဉ်ပေါ့လေဒါကနှစ်ချင်းအသင်းချုပ်ကဒီနှစ်အတွက်ရွေးထားတဲ့ကောင်းစဉ်ဖြစ်ပါတယ်2020ခုနှစ်အတွက်နှစ်ချင်းအသင်းချုပ်ကရွေးထားတဲ့ကောင်းစဉ်ကခရစ်တော်အတွက်အသက်ရှင်တော်ရစ် a living sacrifice for Christ ဆိုတဲ့ကောင်းစဉ်ကိုရွေးထားပါတယ်ဒါကြောင့်မလို့ခုနကျွန်တော်ပြောတဲ့ဒီစမှာပြုလုပ်တဲ့လူထောင်မှာပြုလုပ်တဲ့စီဝေးကြီးမှာလည်းကျွန်တော်တို့ဒီကောင်းစဉ်မှာပဲအာရုံပြုမှကျမ်းစာသင်ရတယ်တရားဟောကြတယ်စကားပြောကြတယ်ပေါ့လေဟိုဒီနေ့ကဒီမလာခင်လေးတွေပဲပြီးခဲ့တဲ့အပတ်ကပိုးကင်နှစ်ချင်းဖွဲ့ချုပ်ဒီမှာတော့စမနီမင်းရှိပေါ့လေပိုးကင်နှစ်ချင်းဖွဲ့ချုပ်ရဲ့စီဝေးကြီးကိုကျွန်တော် NBC ကိုလည်းဒီနေ့ကျွန်တော်ကိုဖိတ်လို့ကျွန်တော်တွားရတယ်အဲ့ဒီမှာလေဒီကောင်းစဉ်ကြီးပဲခရစ်တော်အတွက်အသက်ရှင်တော်ရည်ဆိုမှသူတို့တခြားသူတို့လူမျိုးစုနဲ့ဆိုင်တဲ့တခြားကျမ်းပိုက်တွေလည်းသူတို့ထည့်ပြီးမှစံစာတင်ကြတယ်သူတို့ပြောဝေလုပ်ကြတယ်တရားဟောကြတယ်ဒီကောင်းစဉ်ကြီးဟာဒီနှစ်ချင်းအသင်းတော်များအာယုံပြုဖို့ရန်နှစ်ချင်းအသင်းချုပ်ကြီးကရွေးချယ်ထားတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ်ခုနဖတ်ကြတဲ့အာမုတ်နဂတိကျမ်းနောက်တစ်ခုကမိခါနဂတိကျမ်းလည်းပါတယ်ကျွန်တော်အဲ့ဒါကိုမပေးလိုက်မိတာပေါ့လေမိခါနဂတိကျမ်းအခန်းကြီးအခန်းကြီး6မိခါနဂတိကျမ်းအခန်းကြီး6အငယ်10မှာပါတယ်ကျမ်းပိုက်တွေလည်းပါတယ်မုံရင်မိခါရပြီးတော့ခုနယောဘရစာအခန်းကြီး7အငယ်1နဲ့ခေါင်းစဉ်နဲ့ခရစ်တော်အတွက်သက်ရှင်သောယေရှုရဲ့ခေါင်းစဉ်နဲ့ဓာတ်ရိုက်ပတ်သက်တဲ့စကားကဘယ်မှာပဲတွေ့ရလဲဆိုရင်ယောဘရစာအခန်းကြီး7အငယ်1နဲ့ကျွန်တော်တို့ခရစ်ယာန်များကတော့အင်္ဂလိပ်ကဆန်စတူတက်ကလေးကရွှေတန်းကျဲဆိုပြီးရွတ်ကြရင်လည်းအလွတ်ရလာတဲ့ကျမ်းပိုက်ဖြစ်တယ်အသက်ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနှင့်ပြည့်စုံသောရည်ဒီဟုသောတင်တို့၏ကိုယ်ခန္ဓာကိုဘုရားသခင်အားစက္ကန့်ကြီးအကြောင်းဆိုရဲကျမ်းပိုက်ကကျွန်တော်တို့အလွတ်ရွတ်တတ်တဲ့ကျမ်းပိုက်ဖြစ်ပါတယ်ဒီမှာပြောတဲ့စကား၃ခုကမြင်သားတဲ့အထူးပြုတဲ့စကား၃ခုကတရားသခင်ကိုစက္ကန့်နဲ့ရစ်ဆိုတာအသက်ရှင်တဲ့လက္ခဏာတန်ရှင်းတဲ့လက္ခဏာဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံရမယ်လို့ပြောတယ်ဒါကြောင့်စဉ်းစားကြည့်ရမှာကျွန်တော်တို့တာဝန်ပါဘာဆက်ပြောလို့ဆိုရင်အဲ့ဒီပြည့်စုံတဲ့ရစ်ဆိုတာဘာလို့လဲပြည့်စုံတဲ့ရစ်ကဘာလဲသိုးလားနွားလားစိတ်လားခိုလားအဲ့ဒါကျိုးငှက်လားမဟုတ်ဘူးသင်တို့ဤကိုခန္ဓာပြောတယ် body အဲ့တော့တမန်ကျမ်းစာထဲမှာ body လို့ပြောရင်ဟေလသဘာသာစကား Greek ဘာသာစကားမှာနှစ်မျိုးသုံးတယ်တစ်မျိုးက sarx ဆိုတဲ့ Greek စကားကိုသုံးတယ်နောက်တစ်မျိုးက soma ဆိုတဲ့ Greek စကားကိုသုံးတယ်ဒီနှစ်ခုစလုံးက body ပဲဒီနှစ်ခုစလုံးကကိုယ်ခန္ဓာပဲဒါပေမဲ့ sarx ဆိုတဲ့ Greek စကားရဲ့ကိုယ်ခန္ဓာဆိုတော့ပြင်ပန်းတရားအပြင်ပန်းတရားကျွန်တော်တို့ကိုတွေ့ရတဲ့ပြင်ပန်းတရားချောတယ်လှတယ်ရုပ်ဆိုးတယ်ဖြူတယ်မဲတယ်စသဖြင့်နော်ပူတယ်ရှိတယ်ဒီဝါရဲပိန်နေဆိုတဲ့ပြင်ပန်းတရားကိုပေါ်ပြတာဖြစ်တယ်လို့အသွေးအသားနဲ့ဖြစ်တဲ့ကိုယ်ခန္ဓာ sarx ဆိုတာအင်္ဂလိပ်စကားကိုအင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ flesh ဆိုတဲ့စကားကိုသုံးတယ်သုံးတော့ဒါကအသွေးအသားရှိတဲ့ကိုယ်ခန္ဓာဖောက်ပြန်တတ်တဲ့တမန်တော်ရှင်ပေါလုရဲ့စကားရင်းနဲ့ကြည့်ရင်သူ့ရဲ့ aura ဆိုတော့မှကြည့်ဖောက်ပြန်တတ်တဲ့ပျက်စီးတတ်တဲ့ကိုယ်ခန္ဓာဖြစ်တယ် perishable ဖောက်ပြန်ပျက်စီးတတ်တဲ့ကိုယ်ခန္ဓာအဲ့ဒါကိုဆိုရင်မန္တလေးရှင်ဘောလူကနာ sarx ဆိုတဲ့စကားကိုသူ့ရဲ့ aura စာတွေကိုရေးတဲ့အခါမှာသုံးတယ်နောက်သူသုံးတဲ့နောက်စကားတစ်ခုက soma ဆိုတဲ့ Greek စကားက body လို့သုံးတယ်အဲ့ဒီမှာသူကဘာကိုယဉ်ကျွန်းတယ်လဲဆိုရင် body လို့ပြောတဲ့အခါမှာကိုယ်ခန္ဓာလို့ပြောတဲ့အခါမှာအဲ့ဒါလေခုနကငါလို့အသွေးအသားနဲ့ပါတဲ့ကိုယ်ခန္ဓာပဲအသွေးအသားရှိတဲ့external သဘောလေပြင်ပဒရာပြင်ပန်းဒရာလည်းပါတယ်ဒါပေမဲ့ soma လို့ပြောတဲ့ body ဆိုတဲ့စကားကိုတမန်တော်ရှင်ဘောသုံးတဲ့အခါမှာဘာပါတာလဲဆိုရင်အတွင်းစိတ်ဝိညာဉ်သဘောတွေပါအတွင်းထဲမှာဘုရားသခင်မှုတ်သွင်းတဲ့ဝိညာဉ်သဘောတွေအဲ့တော့ကျမ်းပညာရှင်တွေကပြောလို့ဆိုရင်တမန်တော်ကြီးရှင်ပေါလုဟာအရှိတိုင်းသားဖြစ်ပါပါလက်တိနပြည် Israel နဲ့သူဟာဒီအာရှမိုင်းနာမှာနေပြီးကြီးတဲ့လူကို
တာရှုမြို့ပါလားအင်မတန်ကောင်းတဲ့ရောမ empire တွေမှာအင်မတန်ကောင်းတဲ့ University of Tarsus ပေါ့လေUniversity of Tarsus ဆိုတာရောမ empire ထဲမှာတော့ third in rank နဲ့ပထမနာမည်အကြီးဆုံးတက္ကသိုလ်က Alexandria Egypt မှာရှိတယ်ဒုတိယက University of Rome ပေါ့လေရောမမှာရှိတယ်တတိယအထင်ရှားဆုံးတက္ကသိုလ်ကတာရှုမြို့မှာရှိ University of Tarsus ဒီမှာနေရှင်ပေါ်လူကအဲ့ဒီမှာပညာသင်တဲ့လူလို့ကျမ်းပညာရှင်တွေကဖော်ပြကြတယ်သူရဲ့ပေါမောက္ခကြီးတယောက်ကအင်မတန်ယူဒဘာသာကိုကျွမ်းကျင်တဲ့ဂါမလီလာဆိုတဲ့တမန်ကျမ်းစာမှာလည်းဖော်ပြအဲ့တော့သူကဒီအနောက်နိုင်ငံ Greek အတွေ့ခေါ်တဲ့အနောက်တိုင်းအတွေ့ခေါ်တဲ့အရှေ့တိုင်းOriental philosophy ကိုသူကပုံရမှာPlato ရဲ့အတွေ့ခေါ်နေတဲ့အရှိတိုင်းရဲ့အတွေ့ခေါ်တွေကိုရတယ်။ကျွန်တော်တို့အရှိတိုင်းမှာဥဒတိဗုဒ္ဓဘာသာမှာဟိန္ဒူဘာသာမှာစသဖြင့်ပေါ့လေဒီအရှိတိုင်းဘာသာတွေမှာ dualism ဆိုတာနှစ်ခုခွဲတဲ့ကိုယ်ခန္ဓာနဲ့ဝိညာဉ်ကိုနှစ်ခုခွဲတဲ့အတွေ့ခေါ်မရှိဘူးပေါ့လေ။ဒီဘာသာရေးနဲ့ဆိုင်တဲ့ဇာတ်တွေကိုဖတ်ရင်ဒီreligion scholars တွေကဒါကိုကောင်းရှင်းပြအရှိတိုင်းကဒါကိုအများအားတွဲပြီးမှပြင်ဒီမှာနေရှင်ဘောလူက soma ဆိုတဲ့ body ဆိုတာကိုသုံးတဲ့အခါမှာသူ့ကိုတွားမှုထားတာက Plato ရဲ့ Greek အတွေ့ခေါ်မှုပဲနဲ့အရှိတိုင်းမှာသူကြီးခဲ့တဲ့သူပညာသင်ခဲ့တဲ့ဒီ Oriental philosophy ကသူ့ကောင်းထဲမှာရှိတယ်ကိုခန္ဓာနဲ့ body ကိုမခွဲဘူးအမှန်တမ်းမှာတွေ့ရရှင်ယောဟန်ခရစ်ကိုဖတ်ကြည့်လို့ရှိရင်အင်မတန်ထင်ရှားတဲ့ dualism ကိုတွေ့ရ dualistic idea နောက်နိုင်ငံက Greek တွေခေါ်ကလာတဲ့ယောဟန်ဩဝါဒစာတွေက Greek လူမျိုးတွေကိုအဓိကဥတည်ပြီးရေးတဲ့ဟာဖြစ်တဲ့ကြောင့်မလို့အလင်းနဲ့အမောင်ကောင်းတဲ့အဆိုးအမားနဲ့အမှန်ဖြူနဲ့အမဲစသဖြင့်အဲ့လိုတွဲနေတဲ့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်good and evil holy and profane ဆိုတဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့နှစ်ခုတွဲတဲ့အတွေးခေါ်မျိုးတွေကိုယောဟန်ဩဝါဒစာမှာယောဟန်ခရစ်မှာတွေ့ရဒါပေမဲ့မနောကြီးရှင်ပေါလုကတော့ဒီဆိုးမာလို့ပြောတဲ့အခါမှာသူကကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ပေါင်းထားတဲ့ one aspect of body အဲ့ဒီလိုမြင်ပြီးတော့မှသူကပေါ်ပြခုနအသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဘုရားခင်နှစ်သက်တော်မူဝေသောလက္ခဏာနဲ့ပြည့်စုံတဲ့ရစ်ဒီဟုသောကိုယ်ခန္ဓာဆိုတာအဲ့ဒီဆိုးမာဟုတ်တယ်ကျွန်တော်ရဲ့ကိုယ်ခန္ဓာပဲအသက်ရှင်ခြင်းလက္ခဏာဆိုတာကိုယ်ခန္ဓာမှာရှိရမယ်အသက်မရှင်ဘူးဆိုလို့ရှိရင်ခြောက်သွားမှာပဲပျောက်သွားမှာပဲတည်သွားတဲ့ကိုယ်ခန္ဓာဆိုတာ growth မရှိတော့ဘူးတည်သွားတဲ့ကိုယ်ခန္ဓာမှာကြီးထွားလာမှုကိုမျှော်လင့်လို့မရဘူးတည်နေတဲ့ကိုယ်ခန္ဓာမှာ maturity ကိုခရစ်တော်ဤဘာလို့ရှင်ဘောလူရဲ့စကားနဲ့ပြောရင်ခရစ်တော်ဤအတိုင်းအရာပမာဏအတိုင်းကြီးရင်လာတဲ့ကိုယ်ခန္ဓာ maturity in Christ ဆိုတာသိနေတဲ့ကိုယ်ခန္ဓာမှာမျှော်လင့်လို့မရဘူးတွေးလို့မရဘူးမရှိနိုင်ဘူးမဖြစ်နိုင်ဘူးအသက်ရှင်ခြင်းလက္ခဏာရှိတဲ့ကိုယ်ခန္ဓာဆိုတာကြီးပွားဖွံ့ဖြိုးတိုးတက်နေရမယ်ခရစ်တော်၌ယဉ်ကျေးတဲ့အတိုင်းအတာပမာဏကြီးရင်လာရမယ်တွဲနေရမယ်အဲ့ဒီကိုယ်ခန္ဓာမှာအဲ့ဒီသဘောတွေပါနေရမယ်သိနေတဲ့ကိုယ်ခန္ဓာမှာဟုတ်တယ်ရစ်ပူတော်ရဲဆိုတော့မဟာဘာကျွန်တော်ကြည့်လို့ရှိရင်တော့အပြစ်ဖြေရာရစ်တွေကိုသူ့ပွဲနေ့တွေရောက်လာတဲ့အခါမှာပူဇော်ကြကျေးဇူးတော်ချီးမွမ်းရာရစ်ကိုယောဘတို့ပူဇော်ကြတယ်လို့အပြစ်ဖြေရာရစ်တွေကိုလည်းပူဇော်ဟာဒီကမှာတရိษံကိုပူဇော်တာသူဖြစ်မဲ့စိတ်ဖြစ်မဲ့ဂျိုးငယ်ဖြစ်မဲ့ကိုဖြစ်ဘာပဲဖြစ်အဲ့ဒီမှာလေ unblemished ဖြစ်ရမယ်ဘုရားအကြောင်းကိုဖတ်ကြည့်လို့ရှိရင်အပြစ်အနာအဆာမတန့်ရှင်းတဲ့လက္ခဏာမပါရဘူးယေဘရဟိကိုပြရတယ်ပြရပြီးတော့မှဟုတ်တယ်ဒါဒီတတဝါဟာဒီတရိษံဟာ unblemished ဖြစ်တယ်ဆိုမှယေဘလီမမှာတင်ပြီးတော့မှယေဘရဟိမင်းကြီးကယေပူဆိုပေးတယ်အနာအဆာရှိရင်ဒါအဲ့တော့လူဟာလူပဲဘေကာလမှာအသက်ရှင်ဟိုမတရားမှုကောင်းမှုဖြတ်မှုရှိတာအဲ့တော့ပတ်စံရှိတဲ့လူတွေကုန်တယ်တွေကဘိမ့်မတော်မှာလာပြီးတော့မှရအထဲမှာလာပြီးတော့မှ
ရောင်းကြတယ်ဟလားဘာသာရေးကောင်းဆောင်နေနဲ့ဆက်နွယ်ထားပြီးတော့မှငါတို့စီကဝယ်တဲ့ဟာဆိုရင်အပြစ်မပါဘူးလက်ခံတယ်ဆိုအပြစ်မှာဒီကြတဲ့ဝယ်မဲ့ဟာကို10နဲ့ရောင်းတယ်အသခင်ရှုတာတွေကိုတွန်းလှန်ပလိုက်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့ဒီမှာကျမ်းစာမှာတွေ့ရဒီသဘောတရားတွေမဖြောင့်မတ်တဲ့အရာတွေတွေ့အခုတပန်လူကြီးရှင်ပေါ်လူပူဇော်ခိုင်းတာကတရိစ္ဆာန်မဟုတ်ဘူးတင်တို့ဤကိုခန္ဓာကျွန်တော်တို့ရဲ့ကိုခန္ဓာမှာအသက်ရှင်တဲ့လက္ခဏာရှိရတဲ့ကြွနေရမယ်ဝမ်းမြောက်နေရမယ်ကျေးဇူးတော်ချီးမွမ်းမှာဘုရားသခင်အမှုတော်တွေဘုရားသခင်အတွက်ဆိုလို့ရှိရင်စိတ်အားထက်သန်နေရလှုပ်ချင်ကြင်ခြင်းစိတ်တွေရှိနေမှာကျွန်တော်တို့ရဲ့ဉာဏ်ပညာကိုခန္ဓာကြမ်းမာခြင်းဖွံ့ဖြိုးတိုးတက်နေရမယ်စိတ်နှလုံးသဘောထားတွေကခရစ်တော်၏အတိုင်းအရပမာဏနဲ့အညီရင့်ကျက်နေရချစ်ချင်းမြတ်တာမှာအပြစ်လွတ်ခြင်းမှာကရုဏာရှိခြင်းမှာတရားပြည့်ပြုခြင်းမှာစသည်ဖြင့်ရင့်ကျက်အဲ့ဒီလက္ခဏာတွေတန်ရှင်းခြင်းလက်အသက်ရှင်ခြင်းလက္ခဏာဆိုတာအဲ့ဒီလက္ခဏာနောက်တစ်ခုကတော့တန်ရှင်းတဲ့လက္ခဏာရှိရမယ်ကျွန်တော်ရဲ့ကိုယ်ခန္ဓာကစိတ်ဝိညာဉ်ကစိုးမာကတန်ရှင်းတဲ့လက္ခဏာရှိရအခုတော့မထိုင်တဲ့လူတွေကျွန်တော်တို့ပါဝင်မှုတော်ဆောင်တွေအပါဝင်တန်ရှင်းသူအပြစ်မရှိတဲ့လူလက်ထောင်ပါဆိုရင်ဘယ်သူမှထောင်မှာမဟုတ်ဘူးကျွန်တော်လက်ထောင်ရှိတာပေါ့ဘယ်မရှိပဲနေတယ်ဒီနေ့နဲ့အဲ့ရထားတယ်ကဘယ်နှခါအပြစ်ပြုပြီးဘူးလဲမသိဘူးစိတ်နှလုံးနဲ့ပေါ့စဉ်းစားတာတွေနဲ့ပေါ့ဘာတွေနဲ့ပါအပြစ်ရှိတာအဲ့ဆရာကြီးတပါးကဘာပြောလဲဆိုရင် Saint is the sinner who knows he's the sinner တန်ရှင်းသူဆိုတာအပြစ်သားပဲဒါပေမဲ့ကိုငါအပြစ်သားပါလားလို့သိတဲ့လူဟာတန်ရှင်းတယ်ငါအပြစ်သားပါလားလို့သိတဲ့လူမှသခင်ယေရှုဘုရားစီကိုဝင်တာကိုငါသခင်ယေရှုဘုရားကိုငါရဲ့အပြစ်ကနေကယ်တင်နိုင်တဲ့ကယ်တင်ရှင်ဖြစ်နေငါလိုပါလားလို့သိနေတဲ့လူကကိုအပြစ်သားမှသိလို့တန်ရှင်းသူဖြစ်နေပြီငါဘာအပြစ်မှမရှိဘူးဆိုရင်ကျွန်တော်သခင်ယေရှုလည်းမလို့အပြစ်ရှိလို့အဲ့ဒီအပြစ်ကနေလွတ်နိုင်တဲ့အခွင့်ဆိုတာသခင်ယေရှုအားဖြင့်သာလေဘုရားသခင်ဒီငါ့ကိုပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့သိလို့ယုံကြည်လို့ခရစ်တော်ဘုရားထံကိုတိုးဝင်တာဒီနေ့ကျွန်တော်တို့ပွဲတော်မင်္ဂလာဝတ်ကိုယူကြမယ်ဆိုတဲ့အခါတန်ရှင်းခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဆိုတာဘာလဲဆိုရင်အိုးဒီအသွေးတော်ကြောင့်ချိုးဖဲ့တော်မူတဲ့ကားတိုင်းပေါ်မှာပိုးစိုးပက်ဆက်ခံတော်မူတဲ့ခရစ်တော်ဘုရားရဲ့ကိုယ်ခန္ဓာကြောင့်အဲ့ဒီကယူစီးလာတဲ့အသွေးတော်ကြောင့်ငါဒီအပြစ်လွတ်ရတဲ့အခွင့်ကိုရတာပါလားလို့အောင်းမေပြမတတိယပြမကျေးဇူးတော်ချီးမွမ်းနေပွဲပြီပွဲတော်မင်္ဂလာဝတ်ဆိုတာကျေးဇူးတော်ချီးမွမ်းခြင်းပဲကျွန်တော်တို့ပွဲတော်မင်္ဂလာဝတ်ကိုဝင်လို့အပြစ်လွတ်တာမဟုတ်ဘူးအပြစ်လွတ်ခြင်းအခွင့်ရလို့ကျေးဇူးတော်ချီးမွမ်းတာဒါကြောင့်မလို့ Greek စကားနဲ့ကပွဲတော်မင်္ဂလာကို Eucharist လို့ခေါ်တယ်အင်္ဂလိပ်စကားက Eucharist လို့သုံးတာGreek စကားက Eu ဆိုတာက good charis ဆိုတာက grace a very good grace အင်မတန်ကောင်းတဲ့ကျေးဇူးတော်ပါလားကျေးဇူးတော်ကြောင့်ငါပြစ်လို့ရတဲ့အခွင့်ကိုရပါလားဆိုမှကျေးဇူးတော်ချီးမွမ်းတဲ့ဘုတ်ကိုကျွန်တော်တို့ပွဲတော်မင်္ဂလာဝတ်ဆိုမှပြုကြတာကျွန်တော်တို့မှာတန်ရှင်းခြင်းလက္ခဏာသခင်ယေရှုကိုရှိတဲ့လူသခင်ယေရှုကိုယူတင်ဝတ်ဆောင်တဲ့လူသခင်ယေရှုဘုရားကိုယုံကြည်တဲ့လူဆိုလို့ရှိရင်တော့တန်ရှင်းတဲ့လက္ခဏာကျွန်တော်တို့စီမှာရှိပြီဒီCanada နိုင်ငံမြောက်အမေရိကတိုက်ဒီကမ္ဘာမြောက်ဝင်ရိုးစွန်းနဲ့နီးတဲ့ရေခဲပြင်တွေမှာ Irvine ဆိုတဲ့တတ္တဝါလေးတွေရှိယုံကျွန်တော်သိတော့ရှာကြည့်တဲ့အခါယုံလိုမျိုးတင်းတင်းလေးပဲသူကအင်မတန်အေးခဲတဲ့ဒီသားနှင်းနေ24ရာသီဖုံးနေတဲ့12ရာသီဖုံးနေတဲ့ဒေသမှာနေတယ်သူ့ရဲ့အမွေးကလည်းနှင်းလိုပဲအရာဖြူစွတ်သူ့ရှာလို့ခက်ဒီ Irvine ရဲ့ဒီသားမွေးကဖြူခွေးပြမနွေးနဲ့ရမ်းနွေးတယ်သူကရေထဲမှာနေတာကိုအဲ့တော့လူတွေကအဲ့ကောင်ကိုရအောင်မှဒီအရေခွန်နဲ့အဲ့ဒီအမွေးနဲ့ချုပ်ထားတဲ့အင်ဂျီဆိုလို့ရှိရင်တာမန်လူတွေမွတ်နိုင်မင်းမျိုးမင်းတွေတွေအင်မတန်မှပတ်စံချမ်းသာတဲ့ကမ္ဘာဘီလီယံနာစီသူတို့တွေပဲဝယ်ဝတ်နိုင်ဈေးကြီးလို့အခုခေတ်တော့
တကယ်ပါမွေတရေပါတဲ့ဝစာဝတ်ရင်ဟိုရင်ရှက်စရာကောင်းနေဆိုတဲ့ကဘာကြီးက environmental conscience ရှိလာတဲ့ကဘာကြီးကတင်နေပြီပေါ့ရင်းနှီးကတော့လူမျိုးဝယ်ရင်တော့အင်မတန်ကျွေးဝချမ်းသာတဲ့လူကုန်စရာဖြစ်အခုတော့လူမျိုးတွေဝတ်ထားလို့ရှိရင်သူများမျက်မှောင်ကျုပ်တယ်ဟလားဘုရားခင်ဖန်ဆင်းထားတဲ့လောကကဘာကြီးကျွန်တော်တို့တိုင်းမှာဆိုဦးစင်နေဝတ်တာကိုတနည်းအားဖြင့်တင်းစားမှာတွေ့ရတာဆင်ရဲ့အရေးကုန်လိုချင်လို့အဲ့တော့ကဘာကြီးကရှုံချတယ်ဟလားဒါဒီလိုမျိုးလုပ်တယ်ဒါပေမဲ့အဲ့ဒီအချိန်အဲ့ဒီခါတော့ဒီအမွေးကအရန်ပို့တတ်ဒီကောင်လေးတွေကိုလိုက်ရှာတဲ့မုတ်ဆိုးကသူ့ရဲ့တွင်းကိုတွေ့ပြီဆိုရင်လည်းသူတို့ဘာလုပ်လဲဆိုရင်အညစ်အကြေးတွေနဲ့ဟိုပြာတွေနဲ့ကလာမဲနေတဲ့အမိုက်တွေနဲ့အညစ်တွေနဲ့အတွင်းဝမှာဖြူထားလိုက်တယ်ပတ်ချလေဝိုင်းထားလိုက်အဲ့ဒါဆိုရင်အဲ့ဒီကောင်လေးတွေကအဲ့ဒါတွေ့ပြီဆိုသူတို့ထွက်တော့တယ်သူတို့ရဲ့အင်မတန်ဖြူဖွေးနေတဲ့fur ကိုအဲ့ဒီအညစ်အကြေးတွေပေမှာသူတို့မကြိုက်အဲ့ဒီညစ်ကောင်ညစ်ပတ်ကောင်မှာပေကောင်မှာမဲကောင်မှာမကြိုက်တော့သူတို့မထွက်တော့အဲ့ဒီအချိန်မှာသူတို့ကိုဖမ်းလို့အင်မတန်လွယ်တယ်ကျွန်တော်ဒီကြောင်းလေးကိုဖတ်ကြည့်တဲ့အခါဘုရားခင်ကသူဖန်ဆင်းထားတဲ့အင်မတန်အသေးဆုံးတရားလို့မျိုးလေးကိုတော့မှတန်ရှင်းခြင်းကိုကြိုက်တဲ့သဘောကိုတွင်ထားပြီးပါလားကျွန်တော်တို့ဘုရားခင်အသွေးတော်နဲ့ခရစ်တော်ရဲ့အသွေးတော်နဲ့အပန်းတော်နဲ့ဝယ်ယူထားတဲ့လူတွေအဲဒါကြောင့်မလို့ကျွန်တော်တို့မှာတန်ရှင်းခြင်းလက္ခဏာရှိလာတာဒါကြောင့်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းကြပါအဲ့ဒီရစ်ကိုပူဇော်ရမယ်နောက်တစ်ခုပါတော့ဘုရားခင်နှစ်သက်တော်မူပေသောလက္ခဏာဘုရားခင်နှစ်သက်တော်မူပေသောလက္ခဏာပါErastan လို့ခေါ်တဲ့ဒီ Greek စကားရဲ့အဓိပ္ပာယ်ကဘာမှလည်းအင်္ဂလိပ်လိုပြန်လို့ခက်တယ်အနည်းဆုံးပြန်well pleasing acceptable လို့လည်းကျမ်းစာကပြန်ကြဘုရားခင် well pleased ဖြစ်ဒီစကားမျိုးကခရင်ကြမှာဘယ်လိုပြရလဲဆိုရင်တာဓုသစ္စာရှိသောငယ်သားကောင်းတင်ဒီကောင်းတဲ့အမှုကိုပြုပြီးငါနဲ့အတူဘုံစည်းစိမ်ကိုဝင်စားလို့ဆိုအဲ့ well pleasing ဘုရားခင်ကြည့်မှသူ့ရဲ့တပည့်တော်ကိုကြည့်ပြီးမှသူ့ယုံကြည်သူကိုကြည့်မှ very well pleased တင်ကောင်းပါလားမင်းတင်ကောင်းပါလားတာဓုသစ္စာရှိတဲ့ငယ်သားကောင်းပါလားငါနဲ့အတူဘုံစည်းစိမ်ဝင်အဲ့ဒီအတိတ်ပဲပြောမယ် well pleasing ဆိုတာဘုရားခင်လက်သက်တော်မူပဲတော့လက်ခုနပြောတဲ့အာမုတ်နာဂတိကျမ်းကိုဖတ်ကြတဲ့အခါမိခါနာဂတိကျမ်းကိုဖတ်ကြတဲ့အခါဘုရားခင်နှစ်သက်တဲ့လက္ခဏာကိုတွေ့ရတော်ဆိုတာဒီမှာ prophet ဆိုတဲ့အမျိုးအကြောင်းလို့ prophetic discourse ဆိုတာနားထောင်လို့အရာခက်တယ်အရာပြင်းထန်အရာဓာတ်ရိုက်တဲ့ပြောလွန်းတယ်ကျွန်တော်တို့ရိုးရိုးစကားနဲ့ပြောရင်ဒီပရောဖက်ကလည်းစကားပြောတာရိုင်းလိုက်တာလို့စိတ်ထဲမှာခံစားရတယ်လို့ပဲအမှန်တော့တဲ့တယ်ပြောတာမင်းတို့ငါရှေ့မှာမိမ့်မှန်တော်မှာလာမှာတင်ချင်းမစုံနဲ့နားကြီးတယ်ဘုရားသခင်ပြောတဲ့စကားဆိုပြီး तू ကပြောတာတင်ချင်းကျွန်တော်ကဘယ်နှစ်ချင်းခရစ်ယာန်တင်ချင်းမစုံလို့မရတင်ချင်းမစုံဘဲနဲ့ဘုရားရှိခိုးရင်အရာသာကိုမရှိတာတင်ချင်းကိုဆိုရမှပါရဆိုရမှနောက်လည်းငါအဲ့ဒီကျွန်တော်တို့တိုင်းပြည်ကိုလာလဲကြရင်ကျွန်တော်တို့ကျွန်တော်ကြီးတွေမှာပါဝင်ကြရင်ဓမ္မသချင်းတွေပါရဆိုတာတွေ့ရင်သူတို့မျက်ရည်တော်မှကြသူတို့တိုင်းပြည်မှာအဲ့လောက်သိမရှိတော့ဖြစ်ပေါ်တဲ့ချင်းတွေပဲဆိုမှဒီမှာသူတို့ missionary စက်ခဲ့တဲ့ဟိုလုံခဲ့တဲ့19ရာစု18ရာစုကစက်ခဲ့တဲ့ဒီချင်းတွေကိုဒီနေ့ထက်ဒီကျွန်တော်တို့အသင်းတော်တွေကခုံမင်နဲ့ခါရဲပါရဆိုတာကိုတွေ့တဲ့အခါမှာသူတို့မျက်ရည်ကြဖျားရှိခွာတာအရသာရှိလိုက်တာကျွန်တော်တို့ choir တွေနားထောင်ရတာအရန်ကြိုက်ကိုယ်တိုင်လည်း choir ဆိုတာအရန်ကြိုက်တယ်ကျွန်တော်ငယ်ငယ်လေးတွေကchoir ဆိုတယ်ဝါဒနာပါတယ်ဟလားတီးမုတ်တာတွေကောင်းမှကောင်း musical instruments တွေကျွန်တော်တို့ဘုခင်မှာမျိုးတီးမုတ်တတ်ကြဒါပေမဲ့ဘုရားခင်ကနားကြီးတယ်လေမလာခင်နေတို့ဒီချင်းဆိုတာနေတီးမုတ်တန်ငါနားကြီးတယ်ဘလောက်စိတ်ပြည့်ခုနကလိုဂျိုးတွေစိတ်တွေနိုးတိုးတွေနွားတွေလာပြတော့
မပူဇော်တဲ့ညှော်တယ်တဲ့မိရှုရရုပ်ပူဇော်တာဟုတ်ညှော်တယ်ဆိုတော့ကျွန်တော်တို့ဗမာစကားကျွန်တော်မှတ်မိတယ်ငယ်တော့ကကျွန်တော်အမေကရက်ကွက်ထဲမှာနေကြတာဟုတ်လားနေပြီးလော်တော့မယ်ဆိုရင်អော်ကြရတယ်ညော်မယ်ပြောညော်မယ်ဟေးဆိုမှပေါင်းဝန်းကျင်ကိုអော်ပြီးတတိပေးရဘာလို့နေမကောင်းတဲ့လူရှိရင်ဟိုအနာရှိတဲ့လူရှိရင်မှညာဒီငယ်ပြီးညော်မှာဗမာယူဆမကောင်းလေရတာညော်တဲ့အနံ့ရှိလို့ရှိရင်အနောက်နိုင်ငံတွေမှာလည်းမကြိုက်ဘူးကျွန်တော်တို့အရှိတိုင်းသားတွေကလားတွေဗမာတွေဟိုစုနေတဲ့နေရာရောက်ကွက်မှာဆိုဟိုအဖြူတွေထွက်ပြေးပြီဘာဆိုတော့မဆလာနာနေရောဘာတွေရောချက်ကြပဲကျွန်တော်တို့အချင်းကြီးကတော့ဘာပြဿနာမှမရှိဘူးအမလေးအဲ့ဒီတန်ကြတယ်အဲ့အနာရတဲ့မင်းစားပါသူတို့တွေကလန့်ပြပြီးကြိုက်မနေတော့ပြောင်းသွားပြောင်းပြေးကုန်ကြအောင်လားဒီနားနေခင်ဘုရားသခင်ကငါ့ကိုအဲ့အိမ်နဲ့အမနာအဖို့တန်နေပူဇော်တကားအများကြီးပြီးမှဝယ်ရတာ unblemished ပြရတာရစ်ပူဇော်တဲ့အချိန်မှာညှော်တယ်မပူဇော်နဲ့ပြန်ယူသွားလို့ပြောတာဘလောက်နစ်နာတဲ့စကားတွေလေယွန်းတယ်လို့ပါသုံးသေးတာယွန်းတယ်ဆိုတဲ့စကားရိုးစကားပြောရင်ဘယ်စကားမှပြဆဲတဲ့စကားပဲပမာစကားမှလည်းဘာလို့ယွန်းလိုက်တာဆိုတော့မျက်နာကအစပြောင်းသွားတာပြောတဲ့အတန်ကအစမျက်နာကအစပြောင်းသွားပြီယွန်းလိုက်တာလို့ပြောတာကအင်မတန်နစ်နာတဲ့စကားဘယ်စကားမှဖြစ်ဖြစ်ကျွန်တော်သိတယ်ကျွန်တော်သူများစကားကိုစဒီစဝါဒနာပါရှောက်ပြောမရှက်မကြောက်အဲ့ဒါကချင်စကားမှလည်းမစောက်ပါဆိုတာကတော့ဆိုးတဲ့စကားနော်ဒီစုစကားမှလည်းနိပတ်ဆိုတာကကျွန်တော်မျိုးသမီးကဒီစုစရောဒီစုစကားလည်းပြောတယ်ကျွန်တော်သာပြီးတယ်မိကိုနေများနေတို့ရှိမှတို့အတင်းပြောချင်ဒီစုလို့ပြောလို့ရဟိုအမဒါဟိုပါလေဒီထဲမှာနေလို့ခဲ့တဲ့စကားမျိုးဘုရားခင်ပြောတယ်တဲ့ prophet ကယွန်းနေတဲ့လို့အဲ့ဒါမလာခဲ့နဲ့ဘာလို့လဲဆိုရင်မာနာတွေနဲ့ပြည့်ဘုရားခင်ရှေ့မှာလာတဲ့အခါမှာအင်မတန်မှနှိမ်ချတဲ့စိတ်မဟုတ်ဘဲနဲ့နှိမ်ကြတဲ့စိတ်တွေနဲ့အနှိမ်စိတ်တွေနဲ့ပြီးတော့ဘဝင်မြင့်တဲ့စိတ်တွေမာနာကြီးတဲ့စိတ်တွေကိုဟုတ်တာပြီလို့ထင်တဲ့စိတ်အဲ့ဒါတွေနဲ့မလာခင်နဲ့မိခါကတော့အချင်းလူကောင်းသောလမ်းကိုပြလို့ဘုရားခင်ရှိတော်၌တရားသဖြင့်ပြုခြင်းကရုဏာကိုနှစ်သက်ခြင်းနှိမ်ချသောစိတ်နှင့်ကျင့်နေခြင်းမှတပါအပင်ပူဇော်တကာကိုသာရဘုရားတောင်းတော်မူသည်တဲ့ဒါပဲလို့ချင်တာမင်းတို့ပူဇော်တဲ့ပူဇော်တကာနဲ့ငါဆာလို့ရတာမဟုတ်ဘူးတရားသဖြင့်ပြုတဲ့စိတ်နဲ့လာခဲ့ကရုဏာကိုနှစ်သက်တဲ့စိတ်သူတစ်ပါးကိုချစ်တဲ့စိတ်ကျေးဇူးပြုခြင်းတဲ့စိတ်လာခဲ့ဘုရားခင်ရှိမှငါဘာမှမဟုတ်ပါလားဆိုရဲနှိမ်ချတဲ့စိတ်နဲ့လာခဲ့အဲ့ဒါကဘုရားခင်နှစ်သက်တော်မူသောလက္ခဏာဘုရားခင်ကို well pleased ဖြစ်စေတဲ့လက္ခဏာ acceptable ဖြစ်တဲ့လက္ခဏာအဲ့ဒီလက္ခဏာတွေပါလေအသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဘုရားခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံတဲ့တင်တို့ရဲ့ကိုယ်ခန္ဓာကိုဘုရားခင်ကိုပူဇော်ပါခရစ်တော်၌အသက်ရှင်သောရစ်တွေဖြစ်ကြဖို့လိုပါလေနောက်ဆုံးတစ်ချက်အနေနဲ့ဒုတိယပိုင်းမှာယောမရစာခန်းစနစ်နဲ့မှာပါလေတင်တို့ဒီလောကီပုံစံကိုမဆောင်ကြနဲ့ဆိုတဲ့စကားရပ်ကိုကျွန်တော်နင်းနေပေါ်ပြရင်ဒီကုန်းချုပ်လို့ပါတယ်လောကီပုံစံကိုမဆောင်ကြနဲ့ကောင်းမြတ်သောယာနှစ်သက်ဖွယ်သောယာစုံလင်သောယာဒီတော်ဘုရားခင်လိုတော်ရှိသောယာဒီဘေယာဖြစ်သည်ကိုသင်နိုင်ခြင်းအကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံစံပြောင်းလဲခြင်းသို့ရောက်ကြတော့အင်္ဂလိပ်ကျမ်းစာကိုဖတ်တဲ့အခါကျတော့ဘုရားရှင် Do not be conformed but transform do not be conformed ကျွန်တော်တို့ကလောကနဲ့ဆိုင်တဲ့အရာတွေနဲ့အင်မတန်မှလိုက်လျောညီတွေနေနိုင်တဲ့လူသားတွေဖြစ် malleability လို့ခေါ်တဲ့လိုက်လျောညီတွေပြောင်းလဲနိုင်တဲ့အစွမ်းတတ္တိကျွန်တော်တို့မှာရှိခေတ်နဲ့အညီဝတ်တတ်တယ်ခေတ်နဲ့အညီစားတတ်တယ်နေတတ်တယ်စဉ်းစားတတ်တယ်ဒီမှာမန်လေးရှင်မော်ဒူပြောမှာအစမှာတုံးတဲ့စကားကဒီ transform ဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာရှေ့မှာပြောလာတဲ့စကားက
တင်တို့ဒီ Loki ပုံတရာကိုဆောင်ကြနေအဲ့ဒီ Loki ဆိုတဲ့စကား Greek စကားမှာ Ioni လို့ပြောတဲ့ Greek စကားရဲ့အဓိပ္ပာယ်က age era ခေတ်ဖြစ်ခေတ်ကာလဖြစ်အဲ့ဒီခေတ်ကာလနဲ့အကုန်လိုက်ပြီးမှလှုပ်ရှားမလို့ do not be conformed ဒီနေ့လူမဒါခေတ်ပဲဟာခေတ်ရည်စည်းကြောင်းနဲ့မှာပဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုများသောအားဖြင့် reason ပေးကြတယ်ပေါ့လေအဲ့ဒါလူငယ်တွေလည်းလူငယ်တွေအခုလူငယ်တွေဆိုလို့ချင်းအိုးသူတို့က smartphone လုံးရနိုင်ကဘာကြီးတစ်ခုလုံးကိုသူတို့အုပ်စိုးလို့ရတယ်လို့ပဲဒီပေါ်မှာအကုန်လုံးရှိတာပေါ့ဟုတ်လားတစ်ချိန်လုံးဒါပဲပို့နေကြတော့ relationship တွေလည်းအားရော့လာအများကြီးဝေဖန်ကြနော်နေရာတကာမှာတွေ့ရတယ်ကျွန်တော်တို့ဆရာလို့တော့အတန်းထဲမှာလည်းအခုကျွန်တော်အကြောင်းသားတွေကဒါပဲလုပ်ချင်နေတာချိန်လုံးစူရတယ်စာသင်နေနားထောင်ရတာပဲလုပ်နေနေတို့ကဆရာမမြင်အောင်ဆိုမှဟိုဇပွဲအောင်မှာအသာလေးထားမှလုပ်နေတို့မျက်နှာကြီးလေးနေတယ်အဲ့ဒီမှာတွေ့ဟိုအပေါ်ကနေပြီးတော့တွေ့နေရတာဟုတ်အဲ့ဒါလို့နေကစိတ်ဆိုးလာလို့ရှိရင်မောင်းထုတ်မယ်နော်တို့အဲ့ဒါပဲကြည့်စာကြတော့ကောင်းမလို့ဟိုမှာလည်းဒါစာရှာတာမဟုတ်ဘူးတို့ချင်းချင်းဟိုချက်နေကြတာမဟုတ်လို့ရှိရင်တို့ရစတောင်းကုန်ချောက်ကြည့်နေကြတယ်ဒီပေါ်မှာလက်ဖြားပေါ်မှာပဲအကုန်လုံးရှိနေတာဒီကဘာလုံးတို့အုပ်စိုးလို့ရဘလို့အောင်မေးတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကမလုပ်တတ်ဘူးလေကျွန်တော်တို့ကဒီကုဆိုလို့ရှိရင်ကိုင်ထားတာတခုခုဖြစ်ပြီးဆိုရင်လာပါဦးငါလာပါဦးဟာတပည့်ဒီကောစက်တရီကောလောက်ခိုင်းတခါလေးညီးပါမကြ तू ကကျွန်တော်တို့မှလောက်တတ်တဲ့အဲ့ဒီ5 6နှစ်ရွယ်ညီးရတို့တခုလောက်ခိုင်း TV လဲကျွန်တော်တို့လည်းမရဘူးဝင်တော့ပြန်လာပြန်ဖြုတ်ပေးပါညာပြောရတယ်ကျွန်တော်တို့ကခဏခဏပြောတယ်ကျွန်တော်က BBC တွေကျွန်တော်တို့က BBC တွေ born before computers တွေကွန်ပျူတာမပေါ်ခင်ခေတ်ကမွေးတဲ့လူတွေအဲ့ဒါလည်းမကြည့်တော့ဘူးလားလာပြောနေသူအခုခေတ်ကခင်နေ conform ဖြစ်ချင်ငါဒါမှခင်နေတာအဲ့တော့ငွေကြီးဥစ္စာစသည်ဖြစ်မှာနော်ဒါမဲ့ဒီမှာ transform do not be conformed but transform ပုံတရံပြောင်းလဲခြင်းလူမီဒီကခရစ်တော်၌တည်ပြီးအသက်ပြုပြင်သောဘဝဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြ all things new there is no exception ချွင်းချက်မရှိဘူးအကုန်လုံးပြောင်းအောင်ပုံတရံပြောင်းလဲခြင်းဆိုတာအင်္ဂလိပ်စကားကကျောင်းသားမှာ transformation ဆိုတာအဲ့ဒါ theological jargon ဖြစ်တယ်တာမန်စကားမှမသုံးဘူးကျွန်တော်က peace လုပ်ငန်းတွေငြိမ်းချမ်းခြင်းနဲ့ပတ်သက်တဲ့အလုပ်တွေအများကြီးလုပ်တဲ့အခါကျတော့ဒီမှာဒီမှာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဘာသာရေးကောင်းဆောင်တွေဥဆောင်တဲ့အစီအစဉ်တစ်ခုမှကျွန်တော်စကားပြောခိုင်းတာကျွန်တော်တော့မှစကားပြောတဲ့အခါ conflict transmission အကြောင်း peace education နဲ့ပတ်သက်တဲ့အကြောင်းကိုပြောခိုင်းတော့ conflict transmission အကြောင်းကိုကျွန်တော်ကပြောတော့စကားပြောပြီးတဲ့အခါမိကုံးပြီးတဲ့ချိန်တော့ဖုံးတော်ကြီးတစ်ပါးကမိကုံးပြီးထားလာမတရားမှာသင်္ကန်းဝတ်ကြီးနဲ့တခါကြီးပြောတဲ့စကားမှာအားလုံးနားလေဒါပေမဲ့အဲ့ဒီ conflict transmission ဆိုတော့ကျွန်တော်လည်းဒီပဋိပက္ခနဲ့ဆိုင်တဲ့အရာတွေကိုအများကြီးပုံကြီးလည်းလေ့လာနေတယ် conflict management ဆိုတော့သင်ဘူးတယ် conflict resolution ဆိုတာ UN ကရန်လုပ်တဲ့ရပါလားသင်ဒါတွေကိုနားလည်ဘူးတယ်သင်ဘူးတယ်ဒါပေမဲ့ conflict transmission ဆိုတာနားမလည်ဘူးတယ်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်ကအခွင့်အရေးရပါတယ်ပေါ့လေတရားဟောဖို့လို့ဘာလဲတေုံဆရာဆိုတော့စကားပြောရတယ်အရင်ကြိုက်တယ်ဆိုတော့သူ့ပြောတယ်ဟုတ်မှာပဲဘုံအဲ့ဒါကအဲ့ဒီလိုလောကပညာတွေသင်တဲ့နေရာမှာ conflict management သင်တယ် resolution သင်တယ် transformation ဆိုတော့သင်မှာမဟုတ်ဘူး transformation ဆိုတာကျွန်တော်တို့ခရစ်ယာန်ဘာသာတရားရဲ့ဓမ္မသဘောတရားက theology ကနေလာတဲ့ theological jargon ဖြစ်တယ်ဆိုပြီးကျွန်တော်ကသူ့ကောင်းကောင်းရှင်းပြတခြားလူတွေလည်းနားထောင်တာအဲ့တော့သူကနေတယ်ဘုံအဲ့ဒါကိုနားလဲခြင်းနဲ့လာတက်တဲ့နေရာရှိလာတယ်လားရှိတာပေါ့လေကျွန်တော်ကျောင်းမှာလာခဲ့ Master of Arts in Peace Studies ပြီးနေတယ်ကြော်ညာပါဝင်လိုက်ပြီးတယ်လာတက်လို့ရတယ်ဒီသဘောတွေကြခရီးရမသိတဲ့စကားဖြစ်ပုံတရံပြောင်းလဲခြင်းဆို transformation အတွင်းစိတ်သဘောတွေအပေါ်ရမှာပဲမလာတော့လှအောင်လုပ်ပြီးမှလောက်တာမဟုတ်ဘူးဟလာနော်ဟိုနေဟာဆောင်တာမဟုတ်ဘူးခုနဆိုမာဆိုတဲ့ကိုခန္ဓာထဲမှာရှိတဲ့စိတ်ဝိညာဉ်ကပါပြောင်းလဲလာတဲ့ပြောင်းလဲခြင်းကရုဏာကိုနှစ်သက်ခြင်းနှိမ်ချတဲ့စိတ်နဲ့ကြည်ခြင်းတရားသဖြင့်ပြုခြင်းနော်မာမာနတွေကိုဖယ်ရှားခြင်းနော်
အပြစ်ချီနှောင်ခြင်းတွေကိုဖြုတ်ပြီးတော့မှအပြစ်လွတ်တတ်တဲ့အခွင့်စသဖြင့်ဒါတွေကိုဘုရားသခင်လူချင်တယ်အဲ့ဒီပူဇော်တကအသက်ရှင်တဲ့ကိုယ်ခန္ဓာရစ်ပူဇော်တကဖြစ်ကြဖို့လိုပါလေဒီလို transform ဖြစ်စကြည်လက်သာသုံးတဲ့အဲ့ဒီမှာစကားတစ်ခုကလူစကားတစ်ခုကဒုက္ခိမာစိန်ဆိုတာအဲ့ဒါကတက်တည်ပြလို့ရတယ်စမ်းကြည့်လို့ရတယ်အဲ့ဒီခရိယန်တယောက်ရဲ့အသက်တာမှာအဲ့လက္ခဏာတွေပါလားမပါဘူးလားဆိုတာ proof လုပ်လို့ရတယ် test လုပ်လို့ရတယ်အလကားတင်နေကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကလာအားတွေမဟုတ်ဘူးဒီခရိယန်တယောက်သက်ရှင်နေတဲ့အသက်တာကတကယ်ပဲအဲ့ဒီလက္ခဏာတွေနဲ့ပြည့်စုံတဲ့ရစ်ဟုတ်သလားမဟုတ်လား transform life ဟုတ်သလားမဟုတ်လားဆိုတာတက်တည်ပြနိုင်ရမယ်သူတို့ဘာစမ်းသပ်ကြည့်အစမ်းခံနိုင်တဲ့အသက်တာမျိုးဖြစ်ရမယ်လို့ဝန်ကြီးရှိပေါ်တော့ဒီပိုက်နှစ်ပိုက်ထဲမှာအရန်ကောင်းတဲ့သဘောထားတွေကိုခရိယန်သဘောထားတွေခရိယန်ဓမ္မသဘောတရားတွေကိုခိသိတ်ထည့်မှာကျွန်တော်တို့ကိုသင်ပေးတဲ့စကားဖြစ်ပါလေဒီနေ့အသင်းတော်တစ်တပါးကိုစတင်တည်ထောင်ကြတဲ့အခါမှာကိုဘုရားသခင်ကိုဆက်ကပ်တဲ့အသက်တာတဲ့ပုခန္ဓာတဲ့အဲ့ဒီသဘောတရားတွေပါတဲ့တန်ရှင်းတဲ့လက္ခဏာအသက်ရှင်တဲ့လက္ခဏာဘုရားသခင်နှစ်သက်တဲ့လက္ခဏာတွေပါတဲ့ရစ်တွေဖြစ်နေစမ်းသပ်ခံတဲ့သူတွေတက်တည်ပြနိုင်တဲ့အသက်တာတွေဖြစ်နေဘုရားသခင်ကိုဆက်ကပ်ပူဇော်တဲ့ရှင်ကြစို့လို့ပြောပြရင်ကျွန်တော်ပါဠိတော်ကိုပြောချင်